မင်္ဂလာပါကျွန်တော်ရဲ့ချစ်ရတဲ့မိတ်ဆွေတွေကိုကျွန်တော်အမတန်လေးစားရတဲ့ကိုလေးပြူရဲ့တခြင်းလေးတစ်ပုတ်နဲ့ကျွန်တော်အတန်လေးပြန်စစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အတန်လေးကောင်းမကောင်းကိုတစ်ချက်ဝေဖန်သုံးသပ်ပေးကြပါဦးဒဏ်ရာတွေနဲ့ညာနောက်ကျင်တဲ့ချိန်နာကိုကြီးအစီမပေးရသေးဘူးတဲ့အဲ့ဒါတော့ကျောင်းမဟုတ်ဘူးနောက်ပြီးကြမှာပြော sorry ဗျာကျွန်တော်တောင်းပန်ပါတယ်ခိုင်ကျွန်တော်ဒီရငမှုတွေတောင်းဝင်တော့တကုံဟစ်ချင်တာတော့တကားကြီးလာပြီးတော့ဘုံပြောနဲ့စောက်ခွက်ဖြတ်ရခံမှာကောင်းပြောတာကိုကြီးအစီမပေးရသေးလို့လေခဏလေး sorry ပြန်စမယ်ကျွန်တော်ဟိုနည်းနည်းပြန်တွင်းလိုက်အောင်ဒဏ်ရာတွေနဲ့ညာကိုနာကျင်တဲ့ချိန်နာကိုကြီးချီပါနေကလေးချီပါအာနေမေလာကွမ်းဟာမဆော့တော့ဘူးတော်ပြီတာသနာနာဆော့ရတယ်ဟိုမရှိဘူးလို့ချီသွားစီးပြီးလိုက်ဦးမယ်ကလေး